Honor Game ရဲ့ hero နာမည်တွေဘယ်လိုအတန်ထွက်လဲအားလုံးပဲမင်္ဂလာပါ Honor Game Creator လာရပဲဖြစ်ပါတယ်ဒီနေ့မှာတော့ Honor Game ထဲက hero တွေရဲ့နာမည်ဘယ်လိုအတန်ထွက်လဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးသိတဲ့အတိုင်း Honor Game ဆိုတာက China Game တစ်ခုဖြစ်တဲ့ 1-0 ရောက်ကနေ Global Version အဖြစ်ပြောင်းလာတဲ့ game တစ်ခုပေါ့နော်ဒါကြောင့် Honor Game ထဲမှာပါတဲ့ hero တွေတော်တော်များများက Chinese Legendary ဒါမှမဟုတ် Mythology ကနေယူထားတဲ့ hero တွေဖြစ်တာကြောင့်တရုတ်နာမည်တွေဖြစ်နေရတာပေါ့နော်။ဒါကြောင့် Honor Game ရဲ့ hero ရဲ့နာမည်ဘယ်လိုအတန်ထွက်လဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တခုကြိုးပြီးတော့ပြောချင်တာကတရုတ်နာမည်တွေဖြစ်တဲ့အလျောက်ကျွန်တော်တို့တချို့အတန်ထွက်တဲ့ဒီမြန်မာလိုပြန်ပြီးရေးလို့မရတဲ့အတန်ထွက်တွေရှိတယ်။အဲ့ဒါကြောင့်ကျွန်တော်မြန်မာလိုပြန်ရေးတဲ့ချိန်မှာအတန်ကိုအနည်းဆက်ဆုံးတူအောင်လို့ကျွန်တော်ပြန်ပြီးတော့ရေးပေးထားတယ်ပေါ့နော်။ပြီးတော့ game ထဲမှာပါတဲ့ခေါ်ရလွယ် hero နာမည်တော့ကျွန်တော်ထည့်သွင်းပေးတော့မှာမဟုတ်ဘူးခေါ်ရခက်တဲ့တရုတ်နာမည်တွေကိုပဲအဓိကထားပြီးပြပြပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ရအောင်နံပါတ်1အောင်းရင်အရင်တော့ကကျွန်တော်တို့လုံလို့တီးခဲ့တဲ့ငကားလေးကပေါ့နော်ကျွန်တော်ဒီနာမည်ပြောင်းသွားတဲ့အချိန်မှာအောင်းရင်ဆိုပြီးတော့ဖြစ်သွားတယ် China စာပေါ်မှာအစကတည်းကသူ့ကိုအောင်းရင်လို့ပဲခေါ်ကြတယ်ပေါ့နော်အောင်းဆိုတာကကျွန်တော်တို့ Chinese mythology မှာငကားမျိုးနွယ်တွေရဲ့ family name ပေါ့နော်ဒါကြောင့် global မှာလည်း hero နာမည်ပြောင်းသွားတဲ့အချိန်မှာအောက်ယုံဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်နံပါတ်2 Archer Honor Game Player တော်တော်များများနာမည်မှာခေါ်ကြတဲ့ Archer ဒါမှမဟုတ် Arc ဆိုပြီးတော့ခေါ်ကြတယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့နာမည်အမှန်ကတော့ Archer ဆိုပြီးဖြစ်ပါတယ်နံပါတ်3 Ali Honor Game Massman ကိုင်းတဲ့သူတော်တော်များများကြိုက်ကြတဲ့ Ali ကလည်းနာမည်မှာခေါ်တော့မရှိပေမဲ့သူတရုတ်နာမည်အရတော့ပုံစွန်လီလို့တော့ခေါ်တယ်ပေါ့နော်နံပါတ်4ပိုက်ချီပိုက်ချီကလည်း Honor Game ထဲမှာနာမည်မှာခေါ်လေးရှိတဲ့ hero တစ်ကောင်ဖြစ်တယ်ပေါ့နော်ပြောရရင်ပိုက်ချီကလည်းအပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ပေါ့နော်ဒီအကြောင်းတွေကိုလည်းကျွန်တော်နောက်မှတက်လုပ်ပေးပါမယ်နံပါတ်5蔡ရန်Global Server ရောက်တဲ့အချိန်မှာ蔡ရန်ဆိုပြီးဖြစ်သွားတယ်ဆိုပေမဲ့လည်း China Server မှာတော့သူ့ကို蔡ဝမ်ကြီးဆိုပြီးတော့ခေါ်တယ်ပေါ့နော်ပြောရရင်ဒီ蔡ဝမ်ကြီးကလည်းအပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ပေါ့နော်ဒါပေမဲ့အပြင်မှာရှိတဲ့လူကဒီ game ထဲလိုမျိုး PC လေးတော့မဟုတ်ပေါ့နော်တကယ်ကိုချောလာတဲ့ကောင်မလေးတစ်ယောက်အနေနဲ့ပဲတွေ့ရမှာဖြစ်ပါတယ်နံပါတ်6 console အဝေးပြ Massman ဖြစ်ပြီးတော့ China Server မှာတော့သူ့ကိုတော့ VG လို့တော့ခေါ်တယ်ပေါ့နော်ပြောရရင်သူကလည်းအပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ပေါ့နော်ရှန့်ယူရဲ့အချစ်ဆုံးဇနီးဆိုလည်းမမားပါဘူးနံပါတ်9တာချောင် Honor Game ထဲမှာတော်တော်အာယုံနှုတ်တဲ့ support ဖြစ်တဲ့တာချောင်ကကျွန်တော် mid lane ကစားရတဲ့ရှောင်းချောင်းရဲ့အမဖြစ်ပြီးတော့အပြင်မှာတကယ်ရှိခဲ့တဲ့လူတစ်ယောက်ပဲပေါ့နော်ပြောရရင်ဆွန်းဆက်ရဲ့မိန်းမဖြစ်ပြီးတော့သူတို့ရဲ့အကြောင်းကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတာကြောင့်ကျွန်တော် Trigger Era လောက်တဲ့အချိန်မှာပဲဒီဗီဒီယိုလေးကိုတက်လုပ်ပေးပါမယ်ခင်ဗျာဒါကတော့ Honor Game မှာရှိတဲ့ hero တွေနာမည်အတန်ဘယ်လိုထွက်လဲဆိုတော့ series တွေကပထမဆုံးအပိုင်းပါနော် hero အကုန်လုံးဘာလို့တခါလဲမလုပ်လဲဆိုတော့ကျွန်တော်ဗီဒီယိုအရန်ရှည်သွားမှာရဲ့ပြီးကျွန်တော်ထည့်ချင်တဲ့အကြောင်းအရာလေးတွေမပါသွားမှာဆိုလို့ကျွန်တော်ဗီဒီယိုခွဲပြီးလုပ်နေရတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok channel လေးကို follow လုပ်တော့ဖို့လည်းမမေ့နဲ့နော်ကျွန်တော်ကတော့ Honor Game Creator လိုက်ရပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ